တကယ်သူ့အမေကတစ်ဆိုရင်သူသားသူ့အမေကရှစ်ထွက်ရင်သူသားလည်းပြန်ပြီးရှစ်ထွက်ရမယ်သူ့အမေကတစ်ဖြစ်ပြီးတော့သူသားကနေပြီးတော့16ဆိုလို့ရှိရင်အဲ့ဒါလုံးဝရွာသူရွာသားတွေစံချိန်မမီတဲ့နော်အရေးသွေးမရှိတဲ့ wifi တွေကိုသုံးရတယ်နော်โอเคငါလာပါဒီတငယ်ချင်းတော့ကိုကျွန်တော်ပြကျင်တာတော့ CDF လုပ်ဖို့ရည်ရွယ်တဲ့တငယ်ချင်းတွေပေါ့ဗျာနော်ခုဆိုလို့ရှိရင်ဒီကောင်းသွားတော့ L1 ကောင်း L1 ကောင်းသွားတော့ဘယ်ကလာလဲဆို L1 ကဟိုမှာတာဝါတိုင်းကနေပြီးတော့ဟိုထဲကနေပြီးတော့တာတိုက်လာတယ်ပေါ့ဗျာနော်ဒီကုမ္ပဏီကသူ့မှာတာဝါတိုင်းနဲ့ရှိတယ်သူတာတိုက်လာတယ်ပေါ့ဗျာဒီမှာမနေ့ကကျွန်တော်ပြတဲ့တူရဲ့သူ့ရဲ့မေ L1 ပေါ့ဗျာနော်ဒီမှာတစ်ဝင်ရှစ်ပြန်ထွက်သူ့အမေတူနဲ့အတူတူပဲဗျာနော်ဒီရှစ်ဖောကပြန်ထွက်သွားတဲ့ရှစ်အိမ်ကနေပြီးတော့ရှစ်ကောင်းပြန်ခွဲတယ်ပေါ့ဗျာနော်ဒီတကောင်းအဲ့ဒီရှစ်ကောင်းမှာတကောင်းလည်းရင်ရှစ်အိမ်သုံးလို့ရတယ်နော်ရှစ်ကောင်းဆိုတော့64အိမ်သုံးလို့ရတယ်ဒီ A1 ကောင်းကအိမ်တွေကို Wi-Fi ပေးတာမဟုတ်ဘူးနော်သူ့ရဲ့သားဖြစ်တဲ့ A2 ကမှအိမ်တွေကို Wi-Fi ပေးတာဒီကောင်ဒီ A1 ကောင်းကခေါ်က OAD ကနေလာတဲ့ခေါ်ကိုသုံးရတယ်နော် A2 ကအိမ်တွေကို Wi-Fi ပေးတဲ့ကောင်ကဒီကောင်းကသွားတဲ့ပါဝါဟာနော်အိမ်တွေကို Wi-Fi ပေးတဲ့ A2 ကောင်းက OAD ကလာတဲ့ခေါ်ကိုသုံးရတာမဟုတ်ဘူးနော် OAD ကလာတဲ့ခေါ်ကိုဒီ A1 ကောင်းကတော့သုံးရတာနော်အဲ့ဒီ A2 ကောင်းတွေကိုဒီ A1 ကောင်းကထိန်းချုပ်ထားတယ်ပေါ့ဗျာနော်အိမ်64အိမ်ကိုဒီကောင်းကနေထိန်းချုပ်ထားတယ်အဲ့ဒီတော့ဥပမာအဖြစ်ပါဝါဘလောက်လာလိုက်တယ်ဆိုတာကျွန်တော်တစ်ချက်ပြပေးမယ်ဗျာနော်ခဏလေးစောင့်နော်တငယ်ချင်းတို့စလုံးအဲ့ဒီအစလုံးမယ်ဆိုရင်အကုန်လုံးသိထားတင်တယ်ဗျာနော်ကျွန်တော်အမြဲတမ်းကျွန်တော် ADDF ကိုကျွန်တော်လုံးနေတာမဟုတ်ဘူးနော်ကျွန်တော်တခါတလေမှကျွန်တော်လာလောက်တယ်နော်ကျွန်တော်အလုပ်ကဟိုမှာတာဝါတိုင်းနဲ့တတိုင်းနဲ့တတိုင်းပါဝါတွေချိန်ပေးရတယ်ခေါ်တွေပို့ပေးရတယ်တာဝါတိုင်းအစ်စ်တွေကိုကျွန်တော်တိုးချဲ့တဲ့အလုပ်ခုလိုတခါတလေကျွန်တော်လှုပ်တဲ့အချိန်မှာတခါတလားနှစ်လကြာမှတခါပြန်လှုပ်တာကိုတို့တွေခဏကြာလို့ရှိရင်လုပ်ငန်းခွင်ထဲမှာတကယ်မတွေ့ရမှာစိုးလို့ပေါ့ဗျာနော်ဒါဆိုလို့ရှိရင်ဒါအင်းပေါ့ဗျာနော်ဒါ OAD ကလာတဲ့ဟာ OAD ကလာတဲ့ခေါ်ပေါ့ဗျာနော် OAD ကလာတဲ့ခေါ်ဆိုရင်ဒီမှာတခြားတော့ရိုက်ပါပေးကြတယ်လားမအား OAD ကလာတဲ့ခေါ်ဆိုရင်OAD ကလာတဲ့ခေါ်ပေါ့ဗျာဒါကတော့ OAD ကလာတဲ့ခေါ်ကျွန်တော်တို့ဒီမှာဒါအဝင်အင်းမှာကျွန်တော်တို့ထိုးထည့်လိုက်ရင်ဒီမှာဒါဆိုလို့ရှိရင်ဘယ်လိုလဲဆိုတော့ဒီမှာတစ်ချက်ပြဒါဆိုရင်ဘယ်လိုထွက်လာလဲဆိုတော့ဟိုတရားဒီဟာဆိုရင်အပေါင်း3လို့ခေါ်တယ်နော်ဓမ္မကြီးအပေါင်း3လို့ခေါ်တယ်အပေါင်း3ဆိုတာကကျွန်တော်တို့ဒီအထဲကိုရောက်လို့ဖြတ်တန်းပြီးသွားလို့ရှိလို့ရှိရင်သူပြိုင်ပြီးနှုတ်ရတယ်သူသားA2နဲ့အတူတူပဲဒီအထဲကိုဖြတ်တန်းလို့ရှိရင်10ရာခိုင်နှုန်းပြုတ်ကျသွားတယ်ဒီအပေါင်း3ကနေပြီးတော့အပေါင်း3မဟုတ်တော့ပဲနဲ့ဟိုဘက်မှာအနည်းဆုံး9-10ဖြစ်သွားမယ်ဒီပြန်ထွက်ပြီးဆိုရင်နော်ကျွန်တော်တစ်ချက်ပြပေးမယ်ဒီမှာထိုးပြီးဆိုရင်ဒါအထွက်ဖို့ပေါ့ဗျာနော်အထွက်ဖက်မှာကျွန်တော်တစ်ခါပြန်ပြပေးမယ်ဒီဘက်ကိုလာပါလေညီမအထွက်ဖက်မှာဆိုရင်ဒါဆိုရင်အနှုတ်ငါးဆိုရင်အရန်ကောင်းတယ်ပေါ့ဗျာနော်အနှုတ်ငါးဆိုရင်ဟိုတူကောင်းမှာရောက်သွားလို့ရှိရင်30နဲ့တခါပြန်ပေါင်း30နဲ့တခါပြန်ပေါင်းဆိုတော့ကျွန်တော်တို့ Wi-Fi အိမ်ထဲကို15 dB 15နဲ့ကျွန်တော်တို့ပို့လို့ရပြီအရန်ကိုမှကောင်းတယ်ပေါ့ဗျာနော်ဒါအရန်ကိုမှကောင်းတယ်ကိုဘာဖြစ်လို့လဲဆိုတော့ဒီမှာတာဝါတိုင်းနဲ့ကက်ကလေး OLED ဒီမှာပဲမင်း90တဲ့ကြိုးဆွဲလာတယ်နော်မင်း90ကနေပြီးတော့ကြိုးဆွဲလာပြီးတော့မှဒီကြိုးနဲ့ကြိုးအဟောင်းနဲ့တခါပြန်ဆက်ကမယ်အဲ့ဒီတော့ဒီ L1 ကောင်း1 or 8ဆိုရင်သူ့သားကလည်း1 or 8ကိုတို့သုံးတင်တယ်နော်တကယ်လို့ A2 ကောင်းကနော်16ဆိုလို့ရှိရင်ကိုတို့ဒီမှာ
သူ့ရဲ့မအေကိုဒီမှာတစ်ဝင်လေးထွက်တဲ့ဒီကောင်ကိုပြန်ပြီးသုံးတင်တယ်နော်ပြန်ပြီးသုံးရမယ်အဲ့ဒါဖိုက်ပါရဲ့ထုံးစံမယ်နော်ဖိုက်ပါရဲ့စနစ်တကျနီးလာမယ်ဒီသူ့ရဲ့ခေါင်းကသူ့ရဲ့မအေ A1 ခေါင်းမှာ OLD ရနေလာတဲ့တခေါ်ကိုတစ်ဝင်ပြီးရှစ်ထွက်ရင်သူ့သားလည်းရှစ်ပဲပြန်ထွက်ကြတယ်နော်ဒီ OLD ရလာတဲ့နော်သူ့ရဲ့အမေကိုတစ်ဝင်ပြီးတော့တခါသူ့သားကို16ပြန်ထွက်မယ်ဆိုရင်အဲ့ဒါနော်ရွာသူရွာသားတွေဟိုနော်ဘယ်လိုပြောမလဲ Wi-Fi နဲ့ internet တွေကိုလုံးဝစံချိန်မမီတဲ့အရေးအသွေးမမီတာတွေကိုသုံးရတယ်ပေါ့ဗျာနော်တကယ်သူ့အမေကတစ်ဆိုရင်သူ့သားသူ့အမေကရှစ်ထွက်ရင်သူ့သားလည်းပြန်ပြီးရှစ်ထွက်ရမယ်သူ့အမေကတစ်ဖြစ်ပြီးတော့သူ့သားကနေပြီးတော့16ဆိုလို့ရှိရင်အဲ့ဒါလုံးဝရွာသူရွာသားတွေစံချိန်မမီတဲ့နော်အရေးအသွေးမရှိတဲ့ Wi-Fi တွေကိုသုံးရတယ်နော်အဲ့ဒီလိုမျိုးမလုပ်ရဘူးတကယ်လို့သူ့သားမှာ16သုံးမယ်ဆိုရင်သူ့အမေမှာပြန်လာပြီးတော့တစ်ကနေ4ကိုထွက်တဲ့စပစ်တေးကိုဒီမှာဒီစပစ်တေးကိုထုတ်လိုက်ပြီဆိုရင်ဒီတစ်ကနေ4ထွက်တဲ့စပစ်တေးကိုလာသုံးနော်ဒီတစ်က8ကိုထုတ်လိုက်နော်16ထွက်မယ်ဆိုရင်16အိမ်သုံးမယ်ဆိုရင်ကျွန်တော်ပြောတာနော်တကယ်လို့တစ်ကနေ8ဆိုတာဒီပုံစံကဒါနော်နိုင်ငံတကာရဲ့နီးစနစ်မှန်စနစ်တကျအိမ်တွေကို Wi-Fi ကောင်းမို့အရေးသွေးမိပြီးသုံးနိုင်တယ်နော်တကယ်လို့ဒီရှစ်သူ့အမေရှစ်ဖြစ်ပြီးသူ့သား16ဖြစ်သွားမယ်ဆိုရင်လုံးဝဆိုင်ကြီးမမိတော့ဘူးအဲ့ဒါမျိုးကုမ္ပဏီတွေမရှိဘူးကျွန်တော်ထင်တယ်လေဗျာနော်တခါတလေလုပ်ငန်းခွင်မှာခိုးပြီးမလုပ်နဲ့နော်ရွာသူရွာသားတွေအနေနဲ့စံချိန်မမိတဲ့ကျွန်တော်တို့စံချိန်မမိတဲ့ Wi-Fi တွေကိုရေအသွေးမရှိတဲ့ဟာတွေကိုကိုယ်နိုင်ငံသားတွေကိုကိုပေးပြီးမသုံးနဲ့နော်သူ့အမေတစ်က10ဆိုရင်တစ်အော်10ထွက်ဆိုရင်သူ့သားအဲဒူးကောင်းမှလည်းတစ်အော်10ဖြစ်ကြမယ်ဗျာလွယ်လေးနဲ့မှတ်ထားနော်သူ့အမေသူ့သားတစ်အော်16ဆိုရင်သူ့အမေမှာတစ်အော်4ဖြစ်ကြမယ်နော်ကိုတို့သေချာမှတ်ထားပါဗျာနော်ဒီမှာတော့ခုနကတွတ်တယ်လို့ပြောတာဒီမှာအပေါင်း4အပေါင်း5ဆိုလို့ရှိလို့ရှိရင်ဒီဘက်အထွက်ဖက်မှာကြားလို့ရှိရင်နော်သူ့တခါငါးပြန်နှုတ်လိုက်ဆိုရှင်အနှုတ်ငါးဖြစ်သွားမယ်အနှုတ်ငါးခုနကလို့တကယ်လို့အပေါင်း3ဆိုရင်9ကြံမယ်9ကြံပြီးဟိုဘက်ရောက်ရင်စပစ်တာနဲ့တခါပြန်ဖြတ်လိုက်ရင်18ဖြစ်သွားတယ်နော်အဲတငယ်ချင်းတို့တေးချာမှတ်တာနော်ခုနကလို့အပေါင်း4အပေါင်း5ဆိုတာတော်ကြီးကိုမှ Wi-Fi အရှိန်ကောင်းတယ်လို့ပြောတယ်နော်ကဲတငယ်ချင်းတို့ဒီလောက်ပဲเนาะအဲ့ဒီအလုံးဖို့ရည်ရွယ်တဲ့တငယ်ချင်းတွေဒီအားလေးတွေကိုကျွန်တော်เนาะ Wi-Fi အဝင်အထွက်ကိုကျွန်တော်ပြောပြတာပေါ့เนาะရှင်းနေသွားရင်ရှင်းနေပဲသွားမယ်မေရှင်းနေသွားရင်သားလည်းရှင်းနေပဲသွားမယ်เนาะတကယ်လို့သား16ဆိုရင်မအေကို4လာပြန်သုံးပြီးရှင်းနေမသုံးနဲ့เนาะရွာသူရွာသားတွေစံချိန်မမီတဲ့ Wi-Fi သုံးရလိမ့်မယ်เนาะဒီ A1 ကောင်းကအိမ်တွေကို Wi-Fi ပေးတာမဟုတ်ဘူးเนาะသူ့ရဲ့သားဖြစ်တဲ့ A2 ကောင်းမှအိမ်တွေကို Wi-Fi ပေးတာเนาะဒီ A1 ကောင်းပြတ်လို့ရှိရင်ဒီခေါ်ဆိုတာ OLD ကလာတဲ့ခေါ် A1 တုံးတယ်เนาะ OLD နဲ့ A1 ကြားမှာဒီကောင်းပြတ်ရင်ရှာเนาะသူ့ရဲ့သားဖြစ်တဲ့ A2 ကောင်းပြတ်ရင်เนาะဒီအမေကနေလာပြီးတော့ဒီမှာ ODD ကနေလာပြီးပြည့်เนาะသူဒီအမေဖြစ်တဲ့ဒီ A1 ကောင်းနဲ့ A2 ကောင်းကြားမှာရှာ A2 ပြတ်လို့ရှိရင်เนาะအိမ်ကြီးက Wi-Fi ပြတ်ရင်သူ့ရဲ့သားဖြစ်တဲ့ Wi-Fi ကျိုးဆွဲထဲတဲ့ A2 ကောင်းမှာရှာ A2 ကောင်းကနေ ODD ကနေပြည့်ခုနကလိုတဲ့စာမီးတွေပါတွေညာတွေပေါ့ဗျာเนาะတကယ်ကြီးတော့ရှင်းတယ်เนาะโอเคเนาะတကယ်ကြီးတော့နောက်နေ့ကြမှာလားပြန်တွေ့မယ်တကယ်ကြီးတော့เนาะโอเคเนาะ